I want to be one of the greats. I'm upset. You are not my fucking tempo. လူတယောက်ဟာအောင်မြင်မှုအတွက်ဘယ်လောက်ထိပေးဆနိုင်မလဲတကယ်လို့အဲ့ဒီအောင်မြင်မှုကတင်းရင်စိတ်ကြမ်းမာကြီးနဲ့ခန္ဓာကိုယ်လူနေမှုဘဝတစ်ခုလုံးကိုဖျက်ဆီးဖြစ်မယ်ဆိုရင်တော့တင်းအဲ့ဒီအောင်မြင်မှုနောက်ကိုဆက်ပြီးတော့ပြေးရနိုင်ပါဦးမလား You're here for a reason. You believe that, right? Yeah. Cool. ဒီနေ့ကျွန်တော်ပြောပြပြီးတော့မှာကတော့ director Damien Chazelle ရဲ့လက်ရာတစ်ခုဖြစ်တဲ့ရုပ်ရှင်လောကမှာအကောင်းဆုံး music director လို့တင်စားကြတဲ့ Witchley အကြောင်းကိုဖြစ်ပါတယ်။ဒီဇာတ်ကားကအဂိတအကြောင်းနေမဟုတ်ဘဲနဲ့လူတစ်ယောက်ရဲ့အဆုံးရောက်နေတဲ့ရည်မှန်းချက်နဲ့အဲ့ဒီရည်မှန်းချက်တွေကိုရေးမှုဖြစ်အောင်တွန်းပို့ပေးမယ်ဆရာတစ်ယောက်ရဲ့အကြောင်းကိုရင်တစ်စိမ့်စိမ့်နဲ့ကြည့်ရမယ်စကားကောင်းတစ်ကားပါ။ဆရာကတော့ Andrew ဆိုတဲ့လူငယ်လေးတစ်ယောက်နဲ့စပါသူဟာနာမည်ကျော် Sheffer Conservatory မှာ drama ကျောင်းဖြစ်နေအောင်မြင်ခြင်းနဲ့သူပါကံကောင်းထောင်းမှသာနေပဲကျောင်းရဲ့အကြောက်အရွံ့ဆုံးနဲ့အတော်ဆုံးဆရာ Flasher ကသူ့ကို studio band ထဲကိုခေါ်လိုက်ပါတယ်ဒါပေမဲ့ဒါဟာအောင်မြင်မှုရဲ့အစလားငရေရဲ့အစလားဆိုတော့ကို Andrew ကတော့မသိခဲ့ပါဘူးဒီကားကဘာကြောင့်ကြည့်တင်လဲဆိုရင် JK Samuel ရဲ့တေးဆောင်ချက်တွေအကြောင်းဖြစ်ပါတယ် 5, 6, and. သူက Flasher အနေနဲ့ကြီးစွသူတွေကတောင်းလို့တောင်းတေးဆောင်နိုင်လို့ Oscar ဆုတွေကိုပါထည့်တဲ့ရရှိခဲ့တာဇလန်ကတဖြည်းဖြည်းနဲ့တံမွေတက်လာပြီးတော့ဂီတတန်စီကြားကတင်းမာမှုတွေကပရိသတ်ကိုထန်ကောင်းနေမထချင်အောင်ဒီဆွဲဆောင်ထားပါတယ်ဖလက်ရှာရဲ့တင်ကြားပုံကပညာပေးရတဲ့နှိမ့်ဆက်တာနဲ့ပုတ်တူပါတယ်နောက်ခွိုင်းမိုင်တန်ဖို့ဆိုတဲ့စကားအန်ဂျူကိုစေပိုင်းဆိုင်ရာအရာကိုရုပ်ပိုင်းဆိုင်ရာအရာပါ6တဲ့တွန်းပို့ခဲ့တာပါ 1, 2, 3, 4. I want to be one of the greats. အန်ဂျူကဖလက်ရှာရဲ့အတိမပြုမှုကိုရဖို့အတွက်ဆိုရင်သူ့ရဲ့ချစ်သူကိုလမ်းခွဲတယ်ဒီသားစုနဲ့ဝီးကွာသွားတယ်နောက်ဆုံးမှာသူ့ရဲ့တကောင်းဆန်တဲ့ဟီမန်ချက်ကသူ့ကိုအမှဖုံးသွားစေခဲ့ပါတယ်I'm upset. Louder! I'm upset. ဇလန်ကိုအထွတ်ထိပ်ရောက်သွားစေတဲ့အခန်းကတော့ကားတိုက်ခံရပြီးသူ့အိမ်တွေကစင်ပေါ်ကြီးတက်လာတဲ့အန်ဂျူပါဒါကကြိုးစားမှုလားဒါမှမဟုတ်ယူသွမှုလားဖလက်ရှာကတော့ဒါကိုပဲယူခဲ့ရတယ်။ Director Damien Chazelle ကဒီကားနေတစ်ဆင့်မိထားတဲ့မိကွန်းတစ်ခုရှိပါအောင်မြင်မှုအတွက်ဘယ်လောက်ထိပေးဆက်ရမလဲဆိုတာပါဖလက်ရှာပြောတဲ့စကားတစ်ခုရှိပါတယ်။အင်္ဂလိပ်ဘာသာစကားမှာအနည်းအရှိဆုံးစကားလုံးကနှလုံးနေပါအဲ့ဒါကတော့ good job ပဲတဲ့ Then good job. ဒါက perfection ပြီးပြီဆုံးမှုကိုရှာဖွေရင်းနဲ့ကိုယ့်ကိုယ်ဘယ်လိုဖြည့်ဆည်းမိလဲဆိုတဲ့သင်ခန်းစာကိုအဆုံးသတ်မှာ Andrew ရဲ့အောင်မြင်သွားတဲ့လူထင်ရပြီမဲ့ director ကတော့ဒါဟာအပွဲမဟုတ်ပဲနဲ့ဝိညာဉ်တည်ဆုံးသွားတဲ့အနုပညာရှင်တယောက်ရဲ့ခြေခွဲစရာအစားလိုပဲဆိုတာပါတယ်ဒီတော့နောက်ဆုံးပြောချင်တာကအတင်ရောအောင်မြင်မှုအတွက်ဒီလိုမျိုးပြဆက်နိုင်မလားဆိုတာပါပဲကျွန်တော်ရဲ့ဗီဒီယိုကြိုက်နေတဲ့ဆိုရင် like and subscribe ပြုလုပ်ထားအောင်မမေ့ပါနဲ့အောင်နော်